Chrome Hearts ကလောလောဆယ်မှာလူငယ်အကုန်လုံး desire ဖြစ်တဲ့ brand တစ်ခုလို့ပြောရင်မှားမှာမဟုတ်ဘူးဒါပေမဲ့ Chrome Hearts လို့ပြောလိုက်တာနဲ့အားလုံးခေါင်းထဲမှာရှိတာဟာဈေးကြီးတယ်ကိုယ်သဘောကျတဲ့ celebrity တွေဝတ်တယ်ဝယ်ရခတ်တယ်ဒါတွေပဲပတ်ပြောနေကြတာဒီဗီဒီယိုမှာ LAS ဆိုင်ကယ်သမားတွေလောက်ထားတဲ့ brand တစ်ခုကကဘာကျော် label တစ်ခုဘာလို့ဖြစ်လာတာလဲဆိုတာရယ်နောက် Chrome Hearts ကဘာလို့တအားဝယ်ရခတ်လွန်ပြီးတော့ဘာလို့ဈေးတာကြီးနေရလဲဆိုတာကိုပြောပြပါမယ်Chrome Hearts ကို Richard Stark ဆိုတဲ့ bike က John Bowman ဆိုတဲ့ leather ကြီးလုပ်တဲ့သူရဲ့ Leonard Camhall လို့ခေါ်တဲ့ lightweight ရတနာကြီးလုပ်တဲ့သူတွေနဲ့ပေါင်းပြီးတော့စခဲ့တယ်။ So Chrome Hearts ရဲ့အဓိက direction က bike တွေအတွက် custom leather accessory တို့ဆိုင်ကယ်စီးဝတ်ဖို့ heavy duty ဘောင်းဘီတို့နောက်ဆိုင်ကယ်စီးရင်အကျန်းခံမဲ့ leather jacket တို့နောက်ငွေတန်းနဲ့လုပ်ထားတဲ့လက်ဝတ်လက်စားရည်နဲ့ accessory တွေထုတ်ပေးဖို့ပါ။လုံရင်းနဲ့ bike တွေထုတ်မဲ့ horror comedy ပေါ်ကားတကားအတွက်အဝယ်စားတွေချုပ်ပေးဖို့ဖြစ်လာတယ်။အဲ့ကပထမဆုံးစပေးထားတဲ့နာမည်က Chrome Hearts ဒါပေမဲ့တကယ်ထွက်တော့ Chopper Chicken and Zombie တောင်းဆိုတဲ့နာမည်နဲ့ထွက်သွားတယ်။ Richard Stark ကအဲ့ Chrome Hearts ဆိုတဲ့နာမည်ကိုကြိုက်တော့ယူသုံးရင်းနဲ့သူတို့ business name brand name က Chrome Hearts ဆိုပြီးဖြစ်လာတယ်။ Chrome Hearts ရဲ့ original direction ကတော့သူတို့ဝစ်ချင်တာတွေထုတ်မယ်သူတို့လို bike တွေကြိုက်ရင်လာခဲ့ထုတ်ပေးမယ်အခု Chrome Hearts ဆိုရင်မင်းသားမင်းသမီးတွေထက်အဆိုတော်တွေ rapper တွေကာချော shape လုပ်နေတဲ့လူငယ်တွေကြောင့်ပဲအောင်မြင်လာတာအဲ့တော့လည်းဂီတတစ်ဆင့်ပဲ Chrome Hearts ကစခဲ့တယ်ပထမဦးဆုံး Chrome Hearts ကိုစဝတ်ခဲ့တဲ့သူတွေက Sex Pistols က Steve Jones Guns N' Roses တို့လိုနာမည်ကြီးတွေဝတ်ခဲ့တယ်ဒီထဲမှာ Chrome Hearts မိသားစုနဲ့လည်းရင်းနှီးပြီးတော့ brand နဲ့လည်းတွဲသိကြရတော့ရှားပေါ့အဓိကကတော့ Chrome Hearts ကခေတ်ရည်စီကြောင့်နာမည်ကြီးနေတာတွေကိုစန့်ကျင်ခဲ့တယ် rock and roll စိတ်ရှိတယ် fashion ဆိုတော့စန့်ကျင်တဲ့ attitude ရှိတယ်1990ခုနှစ်မှာကတည်းက Chrome Hearts က follower တွေရှိနေပြီး1992ခုနှစ်မှာတော့သူ့ကိုယ်သူ fashion brand လို့ခံယူမထားပေမဲ့ CFD ကချီးမြှင့်ခဲ့တဲ့ accessory design of the year ဆုကို Chrome Hearts ကရခဲ့တယ်တမိုင်းကြောင့်တော့ကျွန်တော်အဲ့လောက်ပဲပြောရမယ် Chrome Hearts က shopping center တွေမှာရှိတဲ့ luxury fashion house တွေလိုမျိုးလည်းမရန်ဘူးသူတို့မှာ runway collection တို့ season တို့အဲ့လိုမျိုးတွေလည်းမရှိဘူး Chrome Hearts က fashion နဲ့မသက်ဆိုင်ဘူးလို့လည်းသူတို့ကိုယ်တိုင်ပြောထားတယ်အခုထိလည်း Chrome Hearts ကမိသားစုပိုင်ပဲ Richard Stark ရဲ့သူ့မိန်းမရဲ့သမီးတွေနဲ့ပဲ run နေတဲ့ဒါ private own company တခုပဲ Chrome Hearts ရဲ့နာမည်ကြီး piece တွေကိုမပြောခင်မှာ Chrome Hearts ကပစ္စည်းကြီးရှားတာနဲ့ဈေးကြီးတာကိုအရင်ပြောပြမယ်ပထမတစ်ချက်ကတော့သူတို့ရဲ့လက်မှုပညာပေါ့ငွေတွေကလုံးဝ solid တွေအထက်က hollow တွေမဟုတ်ဘူးငွေအတုံးကြီးတွေလုပ်ထားတယ် leather တွေဆိုတာလည်းကျွန်တော်တို့မြင်နေတဲ့ cross တွေပါတယ်ဆိုတာလက်နဲ့တေချာဖြတ်ပြီးတော့တကယ် quality leather တွေပဲသုံးထားတယ်အကုန်လုံးကလုံးဝ handcraft တွေပဲအဲ့တော့အချိန်ပိုကြတယ်များများထုတ်နိုင်ဖို့လည်းခက်တယ်အဲ့တော့ Chrome Hearts ဆိုင်ကနေပစ္စည်းဝယ်တဲ့ကိစ္စကိုပြောအောင်ကျွန်တော်ကိုယ်တိုင်လည်း Chrome Hearts ဆိုင်နဲ့မရောက်ဘူးဆိုတော့ဆိုင်ထဲမှာ basic ဝယ်စားတွေအများနဲ့ရှိသလားပါလားဆိုတော့တေချာမပြောတတ်ဘူးဒါပေမဲ့တေချာတစ်ခုက Chrome Hearts မှာတကယ်နာမည်ကြီး piece တွေရဖို့ဆိုတာပတ်စံရှိအောင်လည်းတော့မရသေးဘူးသူတို့အခုလုပ်ထားတာအခုနိုင်တွေ bargain 8တွေဝယ်သလိုပဲ customer နဲ့ဆိုင်ရာ sales သမားနဲ့ relationship ရှိဖို့လိုတယ်ဘယ်လို relationship လဲဆိုတော့အလွယ်ဆုံးအရိုးရှင်းဆုံးပြောရမယ်ဆိုရင် Chrome Hearts တစ်ဆိုင်ကိုရွေးလိုက်အဲ့ဆိုင်ကိုပထမဆုံးရောက်တာဆိုရင်ဆိုင်ဝန်ထမ်းတစ်ယောက်နဲ့အဝယ်စားပါရှိတယ်ဘာရနိုင်လဲရတာကိုဝယ်လိုက်ဝယ်ပြီးရင်သူနဲ့ contact ဖြစ်တောင်းပြီးရင်တပတ်တစ်ခေါက်တစ်လနှစ်ခေါက်စသဖြင့်တွားပြီးတော့ရတာဝယ်သူတို့ရောင်းတာကိုဝယ်အဲ့လိုလုပ်ပြီးရင်းနှီးလာပြီဆိုရင်ကိုလိုချင်တာကိုပြောဥပမာဒီ cemetery ring တခုရဖို့ဆိုရင်သုံးရမယ့် amount ရှိလားဒါမှမဟုတ်ဘယ်လိုဝယ်ရမလဲစသဖြင့်မေးမြန်းမယ်နောက်ဈေးမေးပြီးမဝယ်တာမျိုးလုပ်လို့မရဘူးတခါတည်းဝယ်မယ်ဒီလိုမျိုးနဲ့ relationship profile တခုကိုစောက်ပြီးဝယ်ရတယ်အားကြောင့်လည်းပြန်ရောင်းဈေးမှာ Chrome Hearts product တွေကအစမတန်ဈေးကြီးနောက်တစ်ခုကကြောင့်ကိုကဆိုင်ရဲ့ relationship ကောင်းသွားပြီတော်တော်လေးသုံးထားရဆိုရင်ခုန leather pants တို့ custom piece တွေပါသူတို့က offer ပေးတတ်တယ်နောက်မိန်းမကန်အိတ်တွေပါတယ်ဆိုတာလည်းတကယ်တော့ custom တွေပိုများတယ်နောက်တစ်ခုကဘောင်းမီတွေဆိုရင် Levi's ပေါ်မှာပြန်ထုတ်တာတော့ဘာလို့ကျွန်တော်တို့တွေ့ရတယ်ဘာလို့လဲဆိုတော့တကယ်ကအိတ်ဘောင်းမီတွေကသူတို့စီမှာဝင်နေကြ customer တွေကို custom လုပ်ပြီးတော့ထုတ်ပေးထားတာသူတို့ကဒီပစ္စည်းတွေကို retail ရောင်းသလိုရောင်းတာမျိုးမဟုတ်ဘူးအထည်တန်းကလည်း one of one ဖြစ်ဖို့ပိုများတယ်ပြောရရင်ဘယ်ထက်ကဘသူရောင်းထားရဆိုတော့သူတို့စီမှာ record ရှိတယ်အဲ့တော့ပြန်ရောင်းတာမိသွားရင်လည်း Chrome Hearts ကဘန်းတာတွေလည်းရှိတယ်ခုနကကျွန်တော်ပြောတာတွေကိုလည်းလုပ်လို့ရချင်မှလည်းရအောင်ပါဆိုင်ရလူတွေကလည်းအချိုးမပြေတဲ့အကြောင်းတွေကျွန်တော်တို့ကြားရတယ်ဆိုတော့ Chrome Hearts ရဲ့နာမည်ကြီး piece ကိုပြောပြမယ် Chrome Hearts ရဲ့လက်စွပ်လက်ကောက်ဆွဲကြိုးတွေနဲ့ငွေတဲ့ accessory တွေကတော့အကုန်နာမည်ကြီးတွေပဲအဲ့မှာ cemetery ring floral cross ring fuck you spacer ring forever spacer ring keeper ring dagger ring တွေကမြင်လိုက်တာနဲ့ဒါ Chrome Hearts ဆိုပြီးသိစေတဲ့ piece တွေဖြစ်တယ်silverware လိုပဲ leather piece တွေကလည်းနာမည်ကြီးတယ်နောက် leather အဝတ်စားတွေဂျင်းအဝတ်စားပေါ်တွေက cross patch တွေကလည်းနာမည်ကြီးတယ် Levi's vintage ပေါ်မှာလောက်တာတွေလည်းရှိသလိုသူတို့ဘာသာဂျင်းတွေထုတ်တာတွေလည်းရှိတယ်နောက် tracker hats တွေကလည်း Chrome Hearts ရဲ့နာမည်ကြီးတဲ့ piece တွေပဲနောက် basic ဖြစ်ဆုံးကတော့မြင်းခွာ logo နဲ့ t-shirt တွေ hoodie တွေဈေးအဖြစ်နဲ့နည်းသလိုဝယ်ရတာလည်းပိုလွယ်တယ်လူသိနေပြီးတော့တကယ်မိုက်တာမျက်မှန်တွေကလည်း Chrome Hearts မှာတော်တော်မိုက်တဲ့အထက်မှာပါတယ်နောက်ကပတ်တွေကပတ်ခေါင်းတွေမျက်မှန်တွေဆိုရင်အခုနာမည်ကြီးတဲ့ brand တွေကထုတ်တဲ့မျက်မှန်တွေလို့စက်ရုံတွေကို license ပေးထားမှာမဟုတ်ဘူးသူတို့ကိုယ်တိုင်ထုတ်တဲ့မျက်မှန်တွေဆိုတော့မျက်မှန်လောကမှာလူယိုသေးရှင်ယိုသေးဖြစ်ပြီးတော့ underrated ဖြစ်တယ်လို့ပြောလို့ရတယ်ဒီ
ဒီလိုမျိုးလူဝေးလို့ရတဲ့ဝတ်စားသုံးဆောင်တွေပြင်လုံးဝကျွန်တဲ့ accessory ဘာညာတွေလည်း Chromas မှာရှိတယ် Chromas နာမည်ကြီးလာတဲ့အကြောင်းရင်းထဲမှာ rock artist တွေအပြင် fashion လောကမှာဆိုရင် Chanel ရဲ့ legendary designer ဖြစ်တဲ့ Karl Lagerfeld ကိုထည့်မပြောလို့မရအောင်သူက Chromas ကိုတော်တော်လေးကြိုက်ပြီးတော့သူကိုယ်တိုင်နဲ့ဝတ်တဲ့အပြင်နောက်ဆုံး Chanel 8ကိုပါ Chromas hardware နဲ့ဖန်တီးခဲ့ပူတယ်နောက်ထပ်ထည့်ပြောရမှာတော့ K-pop ပါအခုက rapper တွေရဲ့ Chromas kit ကိုမတိုင်ခင်နှစ်တွေကလေးက Big Bang က Chromas ကိုခေါင်းစားချေဆုံးပြင် YG နဲ့ collab တွေပါထွက်ခဲ့ပူတယ်ဒီဘက်ခေတ်မှာတော့ Cardi Drake Travis Scott တို့ပြင်နာမည်ကြီး rapper တွေ celebrity တွေကဒီ leather တွေ silverware ဆိုတာနဲ့ Chromas ဖြစ်နေကြပြီဖြစ်ပါတယ်Chromas ရဲ့အောင်မြင်မှုကသူတို့ကိုသူတို့ mystery ဖြစ်အောင်ထားတဲ့အရင် campaign တွေကြော်ညာတွေလုပ်မနေဘူးသူတို့ရဲ့ထုတ်နိုင်စွမ်းကိုလည်းအရင်ချဲ့မထားဘူးနိုင်သလောက်ပဲလုပ်တယ်ဝယ်ရခက်တယ်ဝယ်ခွင့်ရဖို့ကကိုယ်ကလေးဖြစ်မှရောင်းပေးတဲ့ပုံစံမျိုးနဲ့ရောင်းတယ်ပတ်စံရှိတိုင်းနဲ့ဆိုင်ထဲမှာဝယ်လို့မရဘူးကျွန်တော်တို့ resale နေဝယ်ထားတဲ့ Chromas အုပ်ထုပ်တစ်လုံးလောက်ရှိတယ်ဝယ်ရတာလည်းတခြား truck ကိုင်းနဲ့မတူဘူးသူကသူပုံမိုက်တယ်Chromas ဆိုအထာမျိုးနဲ့ brand တစ်ခုအောင်မြင်ဖို့ဆိုတာကတော်တော်မလွယ်တဲ့ကိစ္စတစ်ခုပဲဒီဗီဒီယိုကြည့်ပြီးတော့ rapper တွေဝတ်လို့မိုက်လို့လိုက်ဖြုတ်တယ်ဘာညာဆိုတာထက် brand ကြောင့်တေချာနားလည်ပြီးသဘောကျတဲ့အကြောင်းရင်းကောင်းတစ်ခုထပ်ရမယ်လို့မျှော်လင့်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်